အားလုံးပဲမင်္ဂလာပါခင်ဗျာအခုဖတ်ပြမှာကတော့ဆရာမင်းလူရဲ့အစီပေါင်းချုပ်စာအုပ်ထဲကအချိန်တကိုးဆိုတဲ့စောင်းပါးလေးပဲဖြစ်ပါတယ်ကျွန်တော်ကတော့လင်းခတ်ပါခင်ဗျာအချိန်တကိုးစာရေးဆရာတယောက်ဖို့တခါတလေအချိန်တွေကအလုံးလက်မဲ့တယောက်လိုပိုရှန်နေတတ်ပြီးတခါတလေတော့စာမင်းမွေးဖြေသူတယောက်လိုရှားပါလွန်လာသည်ဘာရေးရမှန်းမသိတော့အချိန်ရေးရင်းကရှေ့ဆက်မတက်နိုင်ပဲဖြစ်နေချိန်ဘာမှကိုမရေးချင်တော့အောင်စိတ်တည်နေချိန်တွေမှာအချိန်တွေအလားဟတပုံနေတယ်လို့ဖြစ်နေ၏စိတ်ထဲကအမြဲလိုတွေးနေရေးနေတာကိုထဲ့မတွက်ဘူးဆိုရင်ပေါ့ရေးစရာအကြောင်းအရာလည်းရပြီရေးချင်တဲ့စိတ်လည်းပေါ်လာပြီမရေးလို့မဖြစ်တဲ့အခြေအနေလည်းရောက်လာပြီဆိုရင်တော့အချိန်တွေကကုန်လွယ်လိုက်တာအထူးသဖြင့်မဂ္ဂဇင်းဂျာနယ်တစ်ခုခုကိုဘယ်နည်းအမည်ရေးပေးပါမယ်ဆိုတော့ကတိကိုပေးခဲ့ပြီးလင်တော့ကျွန်တော်ဒီဂျာနယ်တစ်စောင်ကိုဒီနေ့ညနေစာမှုပေးပါမည်ဟုချိန်ထားလိုက်သည်ဒီနေ့မနက်ပိုင်းဖိဖိစီးစီးရေးလိုက်ရင်ပြီးနိုင်သည်ဟုတွက်ထားသည်တကယ်တမ်းကျတော့ရေးရင်ကအတော်လက်ဝင်သောအကြောင်းအရာဖြစ်ကြောင်းသိလာရ၏လွယ်ပေါ့လေးနှင့်အရေးရခတ်သည်တခါတလေဒီလိုပဲဖြစ်တယ်၏ဘာမဟုတ်သည့်အကြောင်းအရာပဲဆိုပြီးချရေးမိရာရှေ့ဆက်ရမိစားကြောင်းကိုစဉ်းစားမရပဲအခက်တွေ့နေ၏နိုင်ကိုကြည့်တော့မွန်လွဲတနာကြီးထိုးတော်မူအုံနောက်ကိုခဏအနားပေးသည့်အနေဖြင့်ရေချိုးထမင်းစားလိုက်မည်ဟုစိတ်ကူသည်အင်ကြီးချွတ်ဆက်ပြခွက်ရေခွက်ယူပြီးရေချိုးကန်နာသွားသည်ရေတစ်ခွက်ခတ်လိုက်စင်မှာပင်စောကရေးလက်စာအကြောင်းအရာကိုရှေ့ဆက်ဖို့ဇာသားတွေခေါင်းထဲဖြက်ကနေပေါ်လာသည်ဒါမျိုးကတတိယာတုံးရေးထားမှာနောက်မှဆိုးလင်းစဉ်းစားသည့်စကလုံးတွေဝါကြတွေမေ့သွားတတ်သည်ထို့ကြောင့်အိမ်မော်ပြန်တက်အင်ကြီးပြန်ဝိတ်စာရေးစပွဲမှာထိုင်ရေးမည်လုပ်သည့်အချိန်မှာအဖေရေးဧည့်သည်လာတယ်သမီးကလာပြောသည်အုံနောက်ထဲကရိုဖိတ်ကြလွတ်အတွေးစားကလေးသည်ရုတ်တရက်ပျောက်ကွယ်သွားလေသည်ဘောပင်ကိုပြစ်ချပြီးဧကန်းသို့ထွက်လာခဲ့၏ဟာဟဲ့အောင်ကျွန်တော်နှုတ်ဆက်လိုက်၏ငယ်တုန်းကကျောင်းနေဘက်တငယ်ချင်းတခုံထဲထိုင်ပြီးတွဲနေရလောက်အောင်မငင်းနီးတော်လဲတဒန်းတဲမှုခင်မင်တော့ရှိ၏ကျွန်တော်တို့လိုတက္ကသိုလ်ဆက်မတက်ပဲအယောင်းဝယ်လုပ်ရမှစီးပွားရေးလုပ်ငန်းဘက်တွင်အတော်သင့်အောင်မြင်လာသူဖြစ်၏ဘာပဲဖြစ်မတွေ့တာကြတော့တငယ်ချင်းတယောက်ကိုတွေ့ရသဖြင့်ဝမ်းသာသွားမိ၏တပည့်ရည်ဆိုင်တွားရအောင်ကွာသူကပြောသည်ကျွန်တော်ကသမင်းတောင်မစားရသေးကြောင်းပြောမိပြုပြီးမှကိုယ့်ကိုတတိယလို့တကူးတကားနဲ့လာရတာပဲဟုတွေးပြီးအေးကောင်းသားပဲအေးဆေးစကားပြောကြတာပေါ့သူနှင့်အတူတပည့်ရည်ဆိုင်သို့လိုက်ထွက်ခဲ့၏မတွေ့တာကြာပြီဆိုတော့အချိန်အတော်ကြာအောင်စကားပြောဖြစ်မှသိကြသည်ရေးလက်စစားမှုဒီနေ့ပြီးမှမဟုတ်တော့မတက်နိုင်ဂျာနယ်ကလာယူလျင်မနှက်ပြန်မှယူဖို့တောင်းပန်ယုံသာရှိတခါတလေမှတွေ့ရသည့်တငယ်ချင်းဆိုတော့ငါအလုပ်ရှိသေးတယ်မြန်ပြောဆိုလို့မရခုတော့စာမှုကိစ္စခေါင်းထဲကဖယ်ထုတ်ထားလိုက်သည်သူကအခုကျွန်တော်တို့မြို့ထဲမှာမနေတော့သူ့လုပ်ငန်းနဲ့နီးစပ်ရာရွှေပြည်သားမှာရောက်နေသည်ထို့ကြောင့်ဒီဘက်ကတငယ်ချင်းတွေနဲ့အဆက်ပြတ်နေခြင်းဖြစ်၏လက်ဖက်ရည်ဆိုင်မှာထိုင်ပြီးတော့ကျွန်တော်ကလက်ဖက်ရည်မှာသည်သူကကော်ဖီမစ်မှာသည်မင်းကွာပျောက်နေလိုက်တာတငယ်ချင်းတွေကိုတတိယသေးရဲ့လားကျွန်တော်ကပြောတော့တတိမရပဲဘယ်နေပါမလဲကွာဒါပေမဲ့ပြောရမှမနေရတော်ရမှနေရဆိုတဲ့စကားရှိတယ်မဟုတ်လားအဝတ်နေရေးအတွက်ရုန်းကန်ရတာကိုဟုပြောရင်းလက်ဖြင့်မှာတက်ပြီးကြက်နေတော့ရွှေဟန်းချင်းကိုလက်ကောက်ဝက်စီတို့ဆွဲချသည်ထို့နောက်မင်းကောစာပဲရေးနေလားဟုမေးသဖြင့်ခေါင်းညှိပြလိုက်၏မင်းဝတ္ထုတွေတော့တခါတလေတွေ့မိပါတယ်ဂျာနယ်ထဲမှာသူပြောပုံကဖတ်မိတာမဟုတ်တွေ့မိချင်းသာဖြစ်၏ဒီကောင်ကစာဖတ်ဝါဒနာပါသူမဟုတ်သဖြင့်စိတ်ရှည်လက်ရှည်ဖတ်မှလည်းမဟုတ်မှန်းသိ၏သူကဟိုကောင်နေကောင်းလားဒီကောင်နေကောင်းလားဘာလုပ်နေလဲအစဉ်ပြေလားစသဖြင့်
ခြားတငယ်ချင်းတွေအကြောင်းမေးသောကြောင့်ဖြစ်ရ၏တငယ်ချင်းတော်တော်များများ၏နာမည်တွေမမေ့သေးသဖြင့်သူအောက်မေ့ပေါ်ရာသေးသားပဲဟုအမှတ်ပေးမိ၏မင်းကောဘာတွေလုပ်နေလဲသူကအစုံလုပ်တတ်သူဖြစ်၍လက်ရှိအခြေအနေကိုမေးရခြင်းဖြစ်၏အရင်လှုပ်လက်စမပြတ်တာလေးတွေကောက်တင်းကောက်လိုက်လုပ်နေတယ်ဆိုပါတော့ကွာသူကမြေရီဈေးကောင်းစဉ်ပွဲစားလှုပ်လိုက်တာမျက်မျက်ကလေးရလိုက်တယ်ဒီလိုနဲ့ရွှေပြည်သားမှာမြေတစ်ခွက်အိမ်တစ်လုံးအဖက်တင်သွားသည်ခုလောလောဆယ်တော့ကားအယောင်းဝယ်ပဲလှည့်နေသည်ဟုဆို၏တစ်ဆက်တည်းမင်းကားဝယ်ခြင်းပြောကွာငါအဆင်ပြေအောင်လုပ်ပေးမယ်ဟာငါမဝယ်နိုင်သေးပါဘူးမင်းမဝယ်လဲမင်းအတိကျွမ်းတဲ့ကဝယ်ရင်ပြောလေမင်းကိုလည်းပွဲကခွဲပေးမှာပေါ့အော်ခုမှတတိရတယ်မင်းတီထဲမှာကားရောက်မဲ့သူရှိလားဖန်တစီလောက်လိုချင်တယ်ဒီဇယ်ဆိုရင်ပိုကောင်းတယ်ခါကွေးတန်းတဲ့ကပေါ့နေကဝယ်လက်ရှိရဲ့ကွာမရှိပါဘူးကွာနေအောင်ဘိုးဝင်းစီမှာတော့ရှိမယ်ထင်တယ်ဆိုပြီးဘလို့တွားရကြောင်းလမ်းညွှန်သည်ဖုန်းနံပါတ်လည်းပေးလိုက်၏အေးကွာငါအရင်ဖုန်းဆက်အောင်မယ်မင်းလည်းမေးထားလိုက်ကွာအစဉ်ပြေရင်ငါစီဖုန်းဆက်ဟုအတက်တရောပြော၏ကျွန်တော်လည်းဘိုးဝင်းသဘောတစ်ခုတည်းနဲ့မပြေးကြောင်းသူ့မိမဆန္ဒကအဓိကဖြစ်ကြောင်းပြောမလို့ဒီလိုကွာဘိုးဝင်းဆိုတဲ့ကောင်ကမိမကြောက်ရဆိုပြီးစကားဆယုံရှိသေးသည်သူ့လက်ပတ်နာရီမှတီဟုအချက်ပေးတဲ့ပေါ်လာသည်သူဒီနာရီကိုကြည့်ပြီးဟာနှစ်နာရီတောင်ထိုးနေပြီတောင်းအောင်မှာပဲဟဲ့အောင်ဘလို့ဖြစ်တာလဲအေးဆေးဆေးမဟုတ်ဘူးလားတွေ့တုံးကြုံတုံးအချိန်သိမရဘူးကွာညို့နယ်ရုံးကိုကိစ္စတစ်ခုနဲ့လာတာကွာအစည်းအဝေးရှိနေလို့နှစ်နာရီနေမှပြန်လာပါပြောတယ်တော့ကြာလွဲသွားအောင်မယ်သွားမယ်ကွာ see you later ပြောရင်ခက်တုတ်တုတ်ထွက်သွား၏ကျွန်တော်ဦးကြောင်ကြောင်ဖြစ်ပြီးကြံခဲ့သည်ကျွန်တော်ဘာသာစာရေးနေတာကိုသူပဲလာခေါ်သည်ပြီးတော့သူပဲအချိန်မရဘူးဆိုပြီးထထွက်ပြေးသည်တကယ်တော့သူသည်ကျွန်တော်ကြီးလာဖို့ရည်ရွယ်ရင်းမရှိသူကိစ္စနဲ့မြို့နယ်ရုံးကိုလာတာအစည်းအဝေးရှိနေလို့စောင့်ရမယ်အတူတူအချိန်တွေအလဟတ်တန်ဖြစ်အောင်ကျွန်တော်ကြီးဝင်လာတာတနည်းအားဖြင့်ပိုနေတဲ့အချိန်ကိုအကျိုးရှိအောင်အသုံးချသွားတာသူ့အဖို့မတွေ့တာကြာတော့တငယ်ချင်းတယောက်စီအလဲဝင်လိုက်သဖြင့်လူမှုရေးတာဝန်တစ်ခုခြေသွားသည်ကျွန်တော်နဲ့စကားပြောရသဖြင့်အပြင်းနဲ့ပြည်သည်စိတ်လည်းအပြောင်းလဲဖြစ်ပြီးအနားယူသလိုဖြစ်သွားတယ်ဒီကြားတဲ့ကားရောက်မယ်ကိစ္စတစ်ခုအလုပ်ဖြစ်ဖို့လမ်းစလည်းရသွားသဖြင့်အမျက်ထွက်သွားသေးသည်ကျွန်တော်မှသာနှစ်နာရီကြော်ပြီးဖြစ်ပြီးရေရှင်ကပြင်းနေပြီရေချိုးလို့မဖြစ်တော့ဒီကောင်းတဲ့စကားပြောရင်ကြာမှာပဲဆိုပြီးလက်ပြည့်ဆိုင်မှာစမူစာနှစ်ခုစားမိသဖြင့်သမင်းစားလို့ရမှာမဟုတ်တော့ထိုနေ့ညနေတစ်ပိုင်းလုံးရောင်တိရောင်ချဖြစ်ရတော့မည်ဟိုကောင်စားတောက်သွားတာတွေပါအတွက်ငွေရှင်းပြီးဆိုင်ထဲကထွက်လာခဲ့သည်ညနေဂျာနယ်ကစာမူလာလျူလျင်ဘလို့အကြောင်းပြတောင်းပန်ရမလဲဟုစဉ်းစားပြီးရှောက်လာခဲ့၏ဘာပဲဖြစ်ဖြစ်ဟိုကောင်ဒီကျွန်တော်ကြီးကအချိန်တနာကြီးလာခိုးသွားခြင်းဖြစ်ကြောင်းသူ့ဘာသာတော့သိချင်မှသိပေလိမ့်မည်ရွှေမြင့်သားဂျာနယ်တရက်8လ2000ခုနှစ်